အားလုံးပဲမင်္ဂလာပါဂရိတ်စီရဲ့တင်ရှာဝိုင်းရဲ့ပေါင်းချင်းလုံထုံးဆိုင်ရာဂုံတတိများတဲ့ကနေကျွန်တော်တို့အပေါင်းဖလေရဂုံတတိအကြောင်းလေးကိုကိန်းမြင့်ကိုအသုံးပြုပြီးတော့မှန်ကန်ကြောင်းတက်တည်ပြကြည့်အောင်ဒါဆိုရင်အပြေကိန်းနှစ်ခုကြိုက်တဲ့အပြေကိန်းပေါ့မြည်သည့်အပြေကိန်းနှစ်ခုကိုမစိုးပေါင်းကြည့်လိုက်မယ်ပေါင်းကြည့်လိုက်တဲ့အခါမှာသူတို့ရဲ့ရလက်တွေဘယ်လိုထွက်လာမလဲဆိုတာကိုကိန်းမြင့်လေးနဲ့ပေါင်းကြည့်လိုက်မယ်ဒါဆိုရင်ပုံနှိပ်စာအုပ်ထဲမှာတော့သူတို့ပေါင်းထားတာဒီကိန်းအပြေကိန်းတစ်ခုဘယ်လောက်နဲ့လဲဆိုရင်အပြေကိန်းတစ်ခုဘယ်လောက်နဲ့ပေါင်းတာလဲဆိုရင်20 plus 35ပေါင်းခြင်းဒါဆိုရင်20 plus 35ပေါင်းခြင်းနဲ့ဒါဆိုရင်သူတို့ကိုရှေ့နောက်ပြန်လှည့်လိုက်မယ်35 plus 20ပေါင်းခြင်းသူတို့နှစ်ခုပေါင်းခြင်းဒီညီလားမညီလားဆိုတာကိုကျွန်တော်တို့ကကိန်းမြင့်လေးတစ်ခုနဲ့ဖော်ပြကြည့်အောင်ကိန်းမြင့်လေးတစ်ခုနဲ့တက်တည်ပြကြည့်အောင်မှန်ကန်လားမှန်ကန်ဘူးလားဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကကိန်းမြင့်လေးတစ်ခုဆွဲတဲ့အခါမှာကိန်းမြင့်နေဒီစင်တီမီတာနဲ့လည်းဆွဲလို့ရတယ်လက်မနဲ့လည်းဆွဲလို့ရတယ်ဒါကိုယ့်ရဲ့စာအုပ်ပုံမှာမူတည်ပြီးတော့စာအုပ်ရဲ့အနေထားအရလက်မနဲ့ပဲဆွဲစင်တီမီတာနဲ့ဆွဲလို့ရတယ်အဲ့ဆိုရင်ကျွန်တော်တို့ကဂိမ်းမီလေးတကူကျွန်တော်ကတော့ဒီမှာဘာနဲ့ဆွဲလိုက်မလဲဆိုရင်လက်မလေးနဲ့ဆွဲလိုက်မယ်အဲ့ဒါဆိုရင်စဆွဲမယ်ဆိုရင်0ကနေစဆွဲမယ်0ကနေစဆွဲပြီး0ကနေ1လက်မ2လက်မ3လက်မ4လက်မ5လက်မ6လက်မ9လက်မ9လက်မဒီစတဲ့အတွက်ကြောင့်ဒါဆိုရင်0နေရာမှာအမှတ်လေးမှတ်မယ်1နေရာမှာအမှတ်လေးမှတ်မယ်2နေရာမှာအမှတ်လေးမှတ်မယ်3နေရာမှာအမှတ်လေးမှတ်မယ်4နေရာမှာမှတ်လေးမှတ်မယ်5နေရာမှာမှတ်လေးမှတ်မယ်6နေရာမှာမှတ်လေးမှတ်မယ်ပြီးတော့7နေရာမှာကျွန်တော်တို့ကမြားကောင်းလေးတက်ပေးလိုက်မယ်ဒါဆိုရင်သူပေါင်းမဲ့အပြေကိန်းတစ်ခုကဘာဖြစ်ကိန်းတွေတော့ black ကိန်းတွေဖြစ်တဲ့အတွက်ကြောင့်အပေါင်းကိန်းတွေဖြစ်တဲ့အတွက်ကြောင့်0ရဲ့လက်ရဘက်ကိုပဲကျွန်တော်တို့ကမြားဆွဲပေးလိုက်တယ်ဒါဆိုရင်ဒီနေရာမှာဘာထည့်မလဲဆိုရင်0ဒါဆိုရင်ဒီမှာက10ကျော်20ကျော်30ကျော်ကြီးပဲကဏ္ဍနေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတစ်လက်မကို10လုံးလောက်နဲ့ထားမယ်အဲကြောင့်10 20 30 40 50 ကဲဒါဆိုရင်60လောက်ထားလိုက်မယ်ထားပြီးပြီဆိုတဲ့တပြိုင်နက်ကျွန်တော်တို့ဒီပထမဆုံးဘာနဲ့ပေါင်းမလဲဆိုရင်20 plus 35ဒါဆိုရင်20ကိုစပြီးတော့ဆွဲတော့မယ်ဆိုရင်0ကနေကျွန်တော်တို့ကမြင်းလေးထောင်လိုက်မယ်ထောင်ပြီးပြီဆိုတဲ့ပြိုင်နက်0ကနေဘယ်လောက်ထိဆွဲမလဲဆိုရင်20ထိဆွဲမှာဖြစ်တဲ့အတွက်ကြောင့်20နေရာမှာကျွန်တော်တို့အမှတ်သားလေးမှတ်ထားလိုက်မယ်ဒါဆိုရင်0ကနေ20ထိကျွန်တော်တို့ကမြင်းတစ်ချောင်းဆွဲလိုက်မယ်အဲ့ဒီမြင်းတစ်ချောင်းဆွဲလိုက်တဲ့အခါမှာအဲ့ဒီမြင်းဒီပလက်ဘက်ကိုသွားတာဖြစ်တဲ့အတွက်ကြောင့်မြားကောင်းလေးကိုပလက်ဘက်မှာတက်ပေးလိုက်မယ်ဒါဆိုရင်ဟောဒီကမြင်းလေးဒီဘလောက်ကိုကိုစားပြုလဲဆိုရင်20ကိုကိုစားပြုဒါဆိုရင်20ကိုကိုစားပြုရင်အဲ့ဒီ20ကိုဘလောက်ထပ်ပေါင်းပါလဲဆိုရင်35ထပ်ပေါင်းပါ35ထပ်ပေါင်းပါဆိုတော့ကိန်းမြင့်နေပေါင်းတဲ့အခါမှာပထမများဆုံးတဲ့နေရာမှာဒုတိယများကိုစရမယ်ဆိုတော့ဒုတိယများမစခင်မှာဒုတိယများဒီဘယ်လောက်နဲ့ဆွဲရမလဲဆိုတော့35နဲ့ဆွဲရမယ်ဒါဆိုရင်20ကနေ30တိရောက်ရင်30 30ကနေ40တိရောက်ရင်20 40ကနေ50တိရောက်ရင်30အဲကျတော့30အဲကျတော့30 50ကနေ60တိရောက်ရင်40ဖြစ်သွားမယ်ဒါပေမဲ့ तू ကပြထားတာက35ဆိုတော့50နဲ့60ကြားရဲ့တဝက်ဒါဆိုရင်ကျွန်တော်တို့ကလက်မနဲ့ဆွဲတာတကြောက်လက်မရဲ့တဝက်ကိုကျွန်တော်တို့ကအမှတ်သားလေးမှတ်လိုက်မယ်အဲကျတော့လက်မထဲမှာပါတဲ့တဝက်ကိုကျွန်တော်တို့ကအမှတ်သားလေးမှတ်လိုက်တော့ဒီနေရာမှာသွားပြီးတွေ့လိုက်မယ်ဒါဆိုရင်50နဲ့60ကြားတဲ့တဝက်တဝက်ရှိတဲ့ခါမှာအဲ့ဒီတဝက်ကိုမှတ်လိုက်မယ်ဆိုရင်ခုနကပြန်ပြောမယ်10 20 30ဒီကတဝက်9နဲ့ပေါင်းလိုက်တော့30နဲ့မှ9ဒါဆိုရင်ပထမများဆုံးတဲ့နေရာမှာဒုတိယမြားလေးကိုစဆွဲလိုက်ပါမယ်ဒုတိယမြားလေးစဆွဲလိုက်တဲ့အခါမှာဒုတိယမြားလေးရက်သွားတဲ့နေရာမှာကျွန်တော်တို့ကမြားကောင်းလေးတက်လိုက်မယ်ဒါဆိုရင်ဟောဒီကဒုတိယမြားဒီဘလောက်ကိုစားပြုလဲဆိုရင်35ကိုစားပြုတယ်ဒါဆိုရင်ကိန်းမြင့်နေမှာပေါင်းတဲ့အခါမှာ0နဲ့နောက်ဆုံးရက်လက်0နဲ့နောက်ဆုံးဆွဲခဲ့တဲ့မြင်းရဲ့မြားကောင်းနဲ့ဂျားတဲ့ကဒီဒါသူတို့ရဲ့နှစ်ခုပေါင်းခြင်းရဲ့ပေါင်းလက်ဖြစ်ပါတယ်ဒါဆိုရင်0ကနေကျွန်တော်တို့ဒီနောက်ဆုံးပိတ်မြားဆုံးတဲ့အထိကိုမြားလေးဆွဲလိုက်ပါမယ်မြင်းလေးဆွဲပြီးတော့မြားကောင်းလေးတက်ပေးပါမယ်သူတို့ဒီပလက်ဘက်ကိုသွားတဲ့အတွက်ကြောင့်မြားကောင်းကိုပလက်ဘက်မှာတက်ပေးရပါမယ်ဒါဆိုရင်ဟောဒီကနောက်ဆုံးပိတ်0ကနေဟောဒီက50နဲ့60ကြားမှာဆုံးသွားတဲ့မြားလေးဒီဘလောက်ကို
ဘလောက်ပဲကနန်းနဲ့ဘယ်အပြေကိန်းနဲ့ဘယ်အပြေကိန်းပေါင်းထားလဲဆိုရင်20 plus 35 20နဲ့35နဲ့ကိုဘာလုပ်ထားလဲဆိုရင်ပေါင်းချင်းနဲ့ပေါင်းထားတာဖြစ်တဲ့ကြောင့်အဲ့ဒါဆိုရင်ပေါင်းချင်းဘယ်လောက်ဖြစ်မလဲရေးကြည့်မယ်10 20 30 40 50 50နဲ့60တဝက်ဆိုတော့50နဲ့မှာ9ဒါဆိုရင်20နဲ့20ဆိုတဲ့မြားနဲ့35ဆိုတဲ့မြားနှစ်ခုပေါင်းချင်းဒီဘယ်လောက်ရတယ်လဲဆိုရင်55ရရှိပါတယ်ဒါဆိုရင်ဒါက20 plus 35ဒါဆိုရင်နောက်တစ်ချိန်မှာပြန်ပြီးတော့ဖလေရဂုံတတိနဲ့ပြန်သုံးကြည့်မယ်ဆိုရင်အောက်ကပေါင်းထားခြင်းဒီ20 plus 35ဒီဘယ်လောက်ရတယ်လဲဆိုရင်55ရပါတယ်ဒါဆိုရင်အောက်ဖက်မှာကျွန်တော်တို့ကဒီကိန်းမင်းတစ်ခုကိုပဲအောက်ဖက်မှာပဲပြန်သုံးကြည့်မယ်အဲ့ဒါဆိုရင်အောက်ဖက်မှာဒီတကားရှင်းနေနောက်နဲ့ဖယ်လေလိုက်မယ်ခုနက20 plus 35ပေါင်းတယ်အခု35 plus 20ကိုပေါင်းကြည့်လိုက်မယ်ဒါဆိုရင်ပထမဆုံးစဆွဲရမှာဒီ35ကိုစဆွဲရမှာဖြစ်တဲ့ကြောင့်0ကနေကျွန်တော်တို့ဒီစမလေးယူလိုက်ပါမယ်0နဲ့စရမယ်ယူပြီးတော့ဒီမှာဘလောက်နဲ့စမှာလဲဆိုရင်35ဆိုတော့35ဆွဲတော့မယ်ဟေးဆိုရင်ကျွန်တော်တို့ကဟောဒီကစရေးပါမယ်10 20 30အဲကျတော့30ဒီတိရောက်ရင်40ဖြစ်သွားမယ်အဲသူလိုချင်တာက35ဆိုတော့30နဲ့40ကြားရဲ့တဝက်ဒါဆိုရင်ကျွန်တော်တို့လက်မနဲ့ဆွဲထားတဲ့ဒီကြောင့်လက်မထဲမှာလက်မလေးရဲ့တဝက်စိတ်ဖြစ်တဲ့အမှတ်နေရာလေးကိုအမှတ်မှတ်ပြီးတော့ကျွန်တော်တို့ကအဲ့နေရာမှာအဲ့ဒီအမှတ်လေးကိုလှန်ဆွဲဖို့အတွက်ကိုစပြီးတော့ကြည့်ပါမယ်အဲ့ဒါဆိုရင်0ကနေဟောဒီက30နဲ့40ကြားတဲ့35 t ကိုကျွန်တော်တို့ကကိန်းမြင့်လေးတစ်ခုဆွဲလိုက်မယ်သူဒီပလက်ဘက်ကိုသွားတာဖြစ်တဲ့တရားမြားကောင်းလေးကိုပလက်ဘက်မှာတက်မယ်ဟောဒီကကိန်းမြင့်ဒီဘယ်လောက်ကိုဖော်ပြတာလဲဆိုရင်35ကိုဖော်ပြတဲ့ကိန်းမြင့်လေးမြားလေးဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုမြားတွေကိန်းမြင့်ကိုသုံးပြီးပေါင်းခြင်းမှာဆိုရင်ပထမမြတ်ဆုံးတဲ့နေရာမှာဒုတိယမြတ်ဆက်ဆွဲဆိုတော့ဒါဆိုရင်ဒုတိယပေါင်းမဲ့ကဏ္ဍဘယ်လောက်ဖြစ်မလဲဆိုရင်ဒုတိယပေါင်းမဲ့ကဏ္ဍ20 plus 20ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဆက်ပြီးတော့ပေါင်းမယ်ဒါဆိုရင်20ဆိုတော့ဟောဒီကခုနက35ရဲ့နောက်က40 t ရောက်မယ်ဆိုရင်ဒါဒီဘာပေါင်းထားလဲဆိုရင် plus 5ပေါင်းထားတယ်ဒါဆိုရင်ဒီမှာ10ရှိတယ်ဆိုရင်ဘယ်လောက်ရှိတယ်လဲဆိုရင်50ဖြစ်သွားပြီ50ရဲ့ဒီဘက်ကတဝက်က5ရယ်ဆိုရင်ဒါဆိုရင်20ဒါဆိုရင်ဒီထိကိုရောက်မယ်ဟိတ်ဆိုရင်ဒီ50နဲ့60ကြားထဲကတဝက်ကိုရောက်မယ်ဟိတ်ဆိုရင်ဒီကအမြားရဲ့အလေယားကဘယ်လောက်ရှိတယ်လဲဆိုရင်20ရှိတဲ့အလေယားဖြစ်သွားတယ်ဒါဆိုရင်ဟောဒီကဒုတိယမြားလေးကဘယ်လောက်နဲ့ဆွဲထားတဲ့မြားလေးလဲဆိုရင်20နဲ့ဆွဲထားတဲ့မြားလေးဒါဆိုရင်နောက်ဆုံးပိတ်ပေါင်းလက်ကိုလိုချင်နေဆိုရင်စခဲ့တဲ့စမှတ်0ကနေနောက်ဆုံးပိတ်ဆုံးခဲ့တဲ့ဆုံးမှတ်အထိအကွာဝေးသည်သူတို့နှစ်ခုရဲ့ပေါင်းလက်ဖြစ်ပါတယ်ဒါဆိုရင်0ကနေကျွန်တော်တို့ကမြားလေးဆွဲလိုက်မယ်ဆွဲပြီးရင်အပေါင်းဘက်နှစ်ခုလုံးဒီအပေါင်းဘက်ကိုသွားတဲ့မြားကောင်းကိုအပေါင်းဘက်မှာတက်လိုက်မယ်ဒါဆိုရင်ဟောဒီက0ကနေဟောဒီကမြားကောင်းဆုံးတဲ့နေရာအထိအကွာဝေးသည်ဘယ်လောက်နဲ့ပေါင်းထားတဲ့အကွာဝေးလဲဆိုရင်35 plus 20နဲ့ပေါင်းထားတဲ့အကွာဝေးဖြစ်တယ်ဒါဆိုရင်သူတို့ကဘယ်လောက်ရတယ်လဲကျွန်တော်တို့ပြန်ပြီးတော့ရေးကြည့်မယ်10 20 30 40 50နဲ့60ကြားရဲ့တဝက်မှာရှိတဲ့အတွက်ကြောင့်50နဲ့မှ9အဲ့ဒါဆိုရင်35နဲ့20နဲ့ပေါင်းခြင်းရလဲဘယ်လောက်ရတယ်လဲဆိုရင်55ရပါတယ်ဒါဆိုရင်35နဲ့20ရဲ့ပေါင်းခြင်းရလဲဘယ်လောက်ရတယ်ဆိုရင်55ရတယ်ဒါဆိုရင်အဲ့မှာအပြေကိန်းနှစ်ခုကိုပေါင်းကြည့်တဲ့အခါမှာအပြေကိန်းနှစ်ခုကိုရှေ့နောက်ဖလှယ်ပြီးပေါင်းကြည့်တဲ့အခါမှာသူတို့နှစ်ခုရဲ့ရလဒ်တွေဘာဖြစ်နေကြောင်းတွေ့ရတယ်လဲဆိုရင်တူညီနေကြောင်းတွေ့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့မှာဘာသူတို့ညီညာချင်းရှာမယ်ဟဲ့ဆိုရင်20 plus 35 20 plus 35ရဲ့ပေါင်းခြင်းသည်35 plus 20ပေါင်းခြင်းနဲ့ညီနေတယ်ဆိုတဲ့အကြောင်းသွားတွေ့ရတယ်ဒါဆိုရင်ဒီရဲ့ချက်ကိုကားပြီးတော့ကျွန်တော်တို့ကဥမာဆိုပါစို့เนาะဒီချက်ကိုကားပြီးတော့အဲ့မှာ20ကိုကျွန်တော်တို့ကဘာလို့ထားကြည့်မလဲ20ကို A လို့ထားမယ်ပြီးရင် plus 35ကိုဘာလို့ထားမလဲဆိုရင် B လို့ထားမယ်ဒါဆိုရင်35ကို B လို့ထားတဲ့ဆိုရင်ဒီမှာလဲ35ကဘယ်လောက်ဖြစ်မလဲဆိုရင်35ကို B လို့ထားလိုက်မယ်20ဒီဘယ်လောက်ဖြစ်လဲဆို20ဒီ A လို့ထားတဲ့ဆိုရင်20ရဲ့တန်ဖိုးကို A လို့ထားလိုက်မယ်ဆိုရင် A plus B equal B plus A ဆိုတာတွားတွေ့ရပါတယ်ဒါဆိုရင်ကိန်းအပြေကိန်းနှစ်ခုသည်ရှေ့နဲ့နောက်ဖလှယ်ပြီးပေါင်းတဲ့အခါမှာသူတို့ရဲ့ရလဒ်နှစ်ခုတူညီကြောင်းတွားတွေ့ရတဲ့အတွက်ကြောင့် A plus B equal B plus A သည်
ဘာဂုံတက်တီကိုဖော်ပြတယ်လဲဆိုရင်ကျွန်တော်တို့အပေါင်းဖလှယ်ရဂုံတက်တီကိုဖော်ပြကြောင်းတော့တွေ့ရတယ်ဒါကြောင့်မလို့အပေါင်းဖလှယ်ရဂုံတက်တီကိုကိန်းမြင့်နဲ့လေ့လာလို့ရအောင်တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်